Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော် Nissan ရဲ့ Wu Launcher ကို unboxing လုပ်ပြီးတော့ first impression ပြောပါမယ် so Nissan ရဲ့ Wu Launcher ကဒီနာမည်အတိုင်းပဲWu Launcher ရဲ့ and fresh ဖြစ်တဲ့အနံ့ပေါ့နော်အဲ့ဒါအဲ့ပုံစံမျိုးသွားတယ် okay so ဒီကောင် unboxing လုပ်ပါမယ်so unboxing မလုပ်ရင် box ကတော့ဒီပုံစံမှာဘာမှ trade လို့မရှိပါဘူးဒါပေမဲ့ဒီဘက်က logo လေးတော့တော်တော်လေးသဘောကျပြီ alright Wu Launcher က fresh ဖြစ်တဲ့ရေမွေးပေါ့နော်စင်ကာပူရဲ့စင်ကာပူရာတွေဦးနဲ့တော်တော်လေး like တဲ့ရေမွေးလို့ပြောလို့ရတယ်နောက်ပြီးတော့ long lasting နဲ့တော်တော်လေးဖြစ်တယ်ကျွန်တော်တော့မစမ်းကြည့်ရသေးဘူးအခုမှဖောက်ပြီးတော့အနံ့လေးရှူကြည့်မှာဆိုတော့just a first impression ပေါ့ alright come on okay so ဒီကောင်ကဒီတိုင်းဆွဲထုတ်ရုံပဲဒါအပေါ်ကအပတ်ကြီးပေါ့နော်အထဲတွေကတကယ်ကို premium ဆန်တဲ့ box ပြစက်ကူတာစက်ကူအထူတာပေါ့နော်အဲ့ဒါမျိုးတော်တော်လေးကို premium ဆန်တယ်ဒီနေရာကရွှေရောင်နဲ့ Nissan လေးဆိုတော့ရွှေရောင်နဲ့ထိုးထားတာနောက်ပြီးဒီကောင်extra deep perform version ဒီကောင်လေး extra deep perform auto perform မဟုတ်ပါဘူးနောက်ပြီးတော့နောက်တစ်ခုဒီ logo အဲ့ logo တကယ်ကိုမှရွှေရောင်နဲ့ကိုထိုးထားတာ yeah okay slide ဘေးကနေပြီးဆွဲရတာပေါ့ oh presentation တကယ်ကိုမိုက်တယ်ကြည့်ကြမှာဆိုရင် okay ဖွင့်လိုက်တဲ့အချိန်မှာ oh shit okay နောက်မှာပါလေကြည့်အောင်ဒီကက်လေးပါလာတယ်ဒီကောင်လေးကတကယ်ကို premium ဆန်နဲ့စက်ကူသားကိုသုံးထားတာပေါ့နော်ဒီထဲမှာဒီမြင်ရတော့မပြောတော့ဘူးဇန်နီရှန်လေးဆိုပြီးရွှေရောင်နဲ့ထိုးထားတယ်wow quite impressive ဒီမှာစာရေးလို့ရတယ်တက်ဆောင်ပေးမှာဘာညာလာဆိုရင်တော်တော်လေးအဆင်ပြေပါတယ်တန်းနောက်ပြီးတော့သူ့မှာပါတဲ့ note တွေပေါ့နော်ဘယ် frequency ကမှတော့ကြည့်စရာမလိုသူပြထားတဲ့အတိုင်းပဲကျန်တာတွေတော့ဂျပန်စာတွေထင်တယ်ခန်းကြီးလားမသိဟုတ်တယ်ကျွန်တော်လည်းမဖတ်တော့ဘူး so alright ဒီထဲမှာဒါလေးထည့်ထားတယ်လက်ဆောင်ပေးဖို့တော့ပေါ့နော်ကတ်ရေးလို့ရတယ်ပေါ့ဟောအေးဒီမှာပုံပဲပြထားတာမဟုတ်အောက်မှာလည်းစာလေးရေးထားသေးတယ်ဒီမှာ top note က bergamot ရယ် orange ရယ်mandarins ပေါ့နော်အဲ့ဒါတွေနောက်ပြီးသွားလို့ရှိရင် hard note က oolong tea နဲ့ nutmeg နဲ့အဲ့ဒါအဓိကထားတာတယ်နောက် base note မှာ marks နဲ့ fish နဲ့ okay ဒါတွေရေးထားပြီးရပေါ့နော် alright then တော်မိုက်ဒီ Nissan ရဲ့ presentation ကအဲ့သူဒီဈေးမှာလည်းမမိုက်လို့မရဘူးပေါ့နော်တကယ်ကို premium ဆန်နဲ့အရသာကိုပေးတယ်Fader plane မှာ plane ကလည်းလုံးဝ quality ကလုံးဝ solid ပါနောက်ပြီးတော့ဒီအရှိရဥစ္စာလေးsticker က like metallic ပုံစံမျိုးပေါ့နော် metal ပြားလိုမျိုးအဲ့လိုမျိုးလေးလုပ်ထားတာ so တဲ့အောင်မှာတော့ brush coat တွေပါမယ်ဒီအနောက်ခံကအဲ့ကောင် silver color ပေါ့နော်အဲ့လိုမျိုးဥစ္စာမျိုးလေးနဲ့အပေါ်ကနေရွှေရောင်ဖောင်းကြွားလေးနဲ့ရေးထားတာတော်လေးတော့ premium ဆန်ပါတယ် then ဒီနေရာမှာ Nissan နဲ့ထိုးထားတယ် okay magnetic မဟုတ်ဘူး time press ပဲဒါပေမဲ့သူ့ရဲ့အဖုံး quality ကတကယ်ကိုလေးပင်နဲ့တကယ် metal ကိုသုံးမိထားတာ so quality ဘာမှပြောစရာမလိုဘူး okay ရှူကြည့်အောင် oh
atomizer ကလည်း okay ဒီမှာထပ်ဆန်းလိုက်ညီနေတိုင်းပဲလုံးဝ quality optimizer okay အနက် citrus ဖြစ်တဲ့အနက်တွေပါတယ်ထုံးစံနဲ့သူရဲ့ top note တွေမှာ bergamot တွေဒီ orange တွေဒါတွေနဲ့ဖွင့်ထားဆိုတော့ဆင်းပြန်ချင်းတော့ citrus ဖြစ်တဲ့အနက်ကိုရတယ် E တယ်နောက်ပြီးတော့max အနက်ကိုကောင်းကောင်းလေးရတယ် wow yeah single way ရတယ်နဲ့တော်တော်လေးတော့လိုက်ပါတယ် so head note ကိုခဏလေး dry down ဖြစ်တဲ့ဒီစောက်ပြီးတော့ head note လေးဆက်ပြောအောင် okay အခုဆိုရင်တော့ dry ဖြစ်သွားပြီးတော့ head note ကိုရောက်လာပြီပေါ့နော်ဆိုတော့သူက opening ကနေစပြီးတော့တကယ်ကို citrus ဖြစ်တဲ့အနံ့မျိုးတွေ fresh ဖြစ်တဲ့အနံ့မျိုး fresh ဆိုတာအရင်နှာခေါင်းကို punch လုပ်တဲ့အနံ့မျိုးမဟုတ်ဘဲနဲ့ဖြည်းဖြည်းနဲ့အဲ့လိုမျိုးသွားတဲ့အနံ့မျိုးနဲ့စဖွင့်ထားတယ်ပေါ့နော် fresh ဖြစ်တယ် clean ဖြစ်တယ်အဲ့လို vibe မျိုးရတယ်နောက်ပြီးတော့ blind wine အဆင်ပြေတယ်ရှူရင်းလည်းဒီရှူခြင်းလေးဆိုတဲ့အနံ့မျိုးရတယ်နောက်ပြီးတော့ like it's not like a perfume ပေါ့နော်ရေမွေးနံ့မျိုးမဟုတ်ဘဲနဲ့အရန်ကို pleasant feeling မျိုးကိုပေးတဲ့အနံ့မျိုးကိုရတယ် luxury ရေမွေးတစ်ခုကိုစွတ်ထားတဲ့အနံ့မျိုးပေါ့နော်ရလိုက်တဲ့လူတိုင်းကဒီဥစ္စာyou smell so good ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအထီကိုရောက်တယ်တောက်လျှောက်ကိုရှူကျင်နေတဲ့အနံ့မျိုးဘလို့ idea နဲ့လုပ်ထားရတယ်မသိဘူးတကယ်ကိုရေမွေးနေမှတူတဲ့ရေမွေးဖြစ်သွားတာဒီကောင်အရန်ကိုရှူလို့အရန်ကောင်းတယ်ရှူလို့မဝတဲ့အနံ့မျိုးဖြစ်လာပြီပေါ့နော်နောက်ပြီးတော့အဲ့ဦးလောင်တီးရဲ့အနံ့ကတဖြည်းဖြည်းနဲ့အဲ့လိုမျိုး dry down ဖြစ်တဲ့အချိန်မှာပို့ပြီးတော့ထင်းထင်းရှားရှားပို့ပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးအေးမြပြီးတော့အဲ့လိုကြည်လင်နေတဲ့အနံ့မျိုးကိုရတယ် fresh ဖြစ်တယ်blind wine နဲ့အဆင်ပြေတယ်office ဝယ်သွားမယ်ဆိုလေ office မှာလည်းအဆင်ပြေတယ်ပို့တဲ့အချိန်မျိုးတွေမှာ white t-shirt ဝတ်ပြီးတော့တန်ပေါင်းမီသူနဲ့သွားတဲ့အဆင်ပြေတယ်အရင်ဟို dress up လုပ်သွားစရာမလိုဘူးအကယ်၍ dress up လုပ်ပြီးတော့ပေါ့နော်လူတယောက်နဲ့တွေ့ဖို့ရှိရလို့ occasion မျိုးတွေရှိတယ်ဆိုလေဒါကအဆင်ပြေတယ်ဆိုတော့ it's very versatile အရန်ကိုအေးမြပြီးတော့လေအဲ့လိုမျိုး clean ဖြစ်တဲ့အနက်မျိုးကိုအဲ့လိုမျိုးခံစားရတာအရန်လုံးဝစိတ်ကအစားလုံးဝကြည်သွားတဲ့အနက်မျိုး so this is unboxing first impression for Nishani launcher all right see you later